အားလုံးပဲမင်္ဂလာခင်ဗျာ Casino YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Global Flash Level ဖုန်းတွေမှာပဲပါတယ်။ကိုကဲရဲ့ Circuit Search ကိုဘယ်ဖုန်းမှာမဆိုဖုန်းအားလုံးမှာအသုံးပြုလို့ရသွားတဲ့မဲ့နီလန်လေးကိုမျှဝေပေးတော့မှာဖြစ်ပါတယ်။ဒီ Circuit Search ဆိုတဲ့ကောင်လေးကတော့ကိုဖုန်း screen ပေါ်မှာရှိတဲ့ဓာတ်ပုံတွေစာသားအတိတ်ပဲတွေကိုစဝိုင်းလေးဝိုင်းပြီးရှာလို့ရမယ်။ပြီးရင်စာသားတွေကိုဘာသာပြန်လို့ရတာအချင်းတွေကိုရှာတာစတာတွေကိုအလွယ်တကူအသုံးပြုလို့ရတဲ့ feature လေးတစ်ခုပဲဖြစ်ပါတယ်။ဒီကောင်လေးကိုအသုံးပြုဖို့အတွက်ဆိုလို့ရှိရင်တော့ကိုလူရဲ့ဖုန်းဟာ Google App တွေအသုံးပြုလို့ရတဲ့ဖုန်းတစ်လုံးဖြစ်နေကိုလိုအပ်မှာဖြစ်ပြီးတော့ကျွန်တော်ပြောပြမယ့် tool လေးနှစ်ခုကိုထည့်လိုက်တာနဲ့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်။ Okay ဒီလိုအပ်တဲ့ tool နှစ်ခုကိုတော့ကျွန်တော်ရဲ့ Telegram Channel မှာတင်ပေးထားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ Telegram Channel ကိုလည်း Telegram search bar မှာ KACENO YD ဆိုပြီးတော့အလွယ်တကူရိုက်ချလိုက်လို့ရပါတယ်ခင်ဗျာအရင်ဆုံးကိုယ့်လိုအနေနဲ့ down ထားတဲ့ app နှစ်ခုအပြင်ဒီ Google App လေးကိုလည်းလိုအပ်မှာဖြစ်ပါတယ်မရှိသေးဘူးဆိုလို့ရှိရင်လည်း Play Store မှာပဲ Google လို့ရိုက်ချပြီး down လိုက်လို့ရပါတယ်ခင်ဗျာ Okay down ပြီးသွားပြီဆိုလို့ရှိရင်တော့ icon လေးတွေကိုဝင်လိုက်အထက်ကိုရောက်လာပြီဆိုလို့ရှိရင် down တာကကိုယ့်ရဲ့ account ကိုနှိပ်မယ်ပြီးတော့ရင်အောက်နာက setting ကိုနှိပ်လိုက်ပါ Okay ဒါပြီးရင်တော့ဒီမှာ Google Assistant ဆိုတဲ့ကောင်လေးရှိပါတယ် icon လေးတွေကိုဝင်လိုက်ပါပြီးတော့ရင်အောက်လေးကိုပဲထပ်ဆွဲကြည့်လိုက်ဒီမှာ General ဆိုတဲ့ကောင်လေးတွေ့ရပါလိမ့်မယ် icon လေးတွေကိုဆက်ဝင်ပေးလိုက်ပါပြီးရင်ဒီ Google Assistant ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်တော့ဒီအပေါ်ဆုံးမှာ Digital Assistant ဒါမှမဟုတ်လို့ရှိရင် Assistant App ဆိုပြီးတော့ရှိပါလိမ့်မယ် icon လေးတွေကိုဆက်ဝင်ပေးလိုက်ပါပြီးတော့ရင်တော့ဒီနေရာမှာ Google ကိုရွေးပေးထားမှာဖြစ်ပါတယ်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင် Okay ကိုနှိပ်ပေးလိုက်ဒါပြီးရင်တော့ Home Screen ကိုပြန်ထွက်လိုက်ပါမယ်ပြီးတော့ရင်ကျွန်တော်တို့ထည့်ထားတဲ့ MICDS ဆိုတဲ့ app လေးကိုတစ်ချက်နှိပ်ကြည့်လိုက်ပါဒီလိုလေးပေါ်လာရင်တောင်းအမားလေးကိုနှိပ်လိုက်ဒါမျိုးလေးပေါ်လာရဆိုလို့ရှိရင်တော့ကိုလူရဲ့ဖုန်းမှာ Circuit Search ကိုအသုံးပြုဖို့အတွက်အဆင်ပြေပါတယ်ခင်ဗျာပြီးတော့ရင်တော့ Action Note ဆိုတဲ့ app ထဲကိုဝင်လိုက်ပါ Okay အထက်ကိုရောက်လာပြီဆိုလို့ရှိရင်တော့ဒီပေါ်တော့မှာပေါ်နေတဲ့ Fixed ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါခင်ဗျာဒီလိုပေါ်လာရင် Agree ကိုဆက်နှိပ်ပေးလိုက်ပါမယ် Accessibility ကိုရောက်လာပြီဆိုလို့ရှိရင်တော့အောက်ဆုံးမှာရှိတဲ့ Download တဲ့ app ဆိုတဲ့ကောင်လေးကိုဝင်လိုက်ပါခင်ဗျာပြီးတော့ရင်အပေါ်ဆုံးက Action Note ဆိုတဲ့ကောင်လေးကိုနှိပ်ပြီးတော့ဒီကောင်လေးကိုဖွင့်ပေးလိုက်ပါမယ်ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ဒီကောင်လေးကိုအမှန်ချစ် second လေးဆောင်ပေးပြီးတော့ Okay ကိုနှိပ်ပေးလိုက်ပါဒါပြီးရင်တော့ဒီနေရာထိပြန်ထွက်လိုက်ပါမယ်ပြီးတော့ရင်တော့တတိယမှာရှိတဲ့ Long Text ဆိုတဲ့ကောင်လေးကိုနှိပ်လိုက်ပါဒါပြီးရင်ဒီထဲမှာ Open App ဆိုတဲ့ကောင်လေးပါပါတယ်အဲကောင်လေးကိုရှာပြီးတော့နှိပ်လိုက်ပါခင်ဗျာ app တွေပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အခုမှထည့်ထားတဲ့ MICDS ဆိုတဲ့ app လေးကိုရှာပြီးတော့ရွေးပေးရမှာဖြစ်ပါတယ်ဒါဆိုရင်တော့လုံဆောင်ပေးရမယ့်အချက်လေးတွေပြီးသွားပါပြီကိုယ့်ရဲ့ဖုန်းမှာရှိတဲ့ကင်မရာနေရာလေးကိုဖိထားကြည့်လိုက်ပါဒါဆိုရင်တော့ Google ရဲ့ Circuit Search လေးကပေါ်လာမှာဖြစ်ပါတယ်အပြင်ကိုထွက်ပြီးတော့ထပ်ဆန်းကြည့်ပါမယ်ကဲဒါဆိုလို့ရှိရင်တော့ကိုယ့်လိုအနေနဲ့ဘာ app ပဲသုံးကိုသိကျင်တာလေးရှိရနဲ့စဝိုင်းလေးဝိုင်းပြီးတော့ရှာဖွေလို့ရပြီဖြစ်ပါတယ်စာသားတွေကိုဘာသာပြန်ခြင်းဒီထဲမှာပဲတစ်ခါနဲ့ဘာသာပြန်ကြည့်လို့ရမယ်တော်တော်သုံးနေရမယ်ဖြစ်ဖြစ်ကိုကြိုက်တဲ့တခြင်းလေးတွေ့လို့တခြင်းနာမည်သိကျင်လဲဒီကောင်လေးကိုအသုံးပြုပြီးအလွယ်တကူပဲရှာလိုက်လို့ရပါတယ်ခင်ဗျာအကယ်၍ကိုယ့်လိုအနေနဲ့ဒီ Action Note ကြီးနဲ့တွဲသုံးရတာသဘောမကျဘူးဆိုလို့ရှိရင်လဲတခြားနည်းလမ်းလေးတွေရှိပါသေးတယ်ကိုဖုန်းရဲ့ Control Center လေးကိုဆွဲချလိုက်ဒီနေရာမှာတယောက်နဲ့တယောက်ဖုန်းရင်းမတူတော့လောက်ရတာလည်းမတူညီနိုင်ပါဘူးခင်ဗျာ Control Center ရဲ့အောက်ဆုံးမှာ Edit ဆိုတဲ့ကောင်လေးရှိပါတယ်အဲကောင်လေးကိုဝင်လိုက်ပါပြီးတော့ရင်တော့ဒီအောက်ဆုံးမှာ MICDS ဆိုတဲ့ shortcut လေးရှိပါတယ်ဒီကောင်လေးကိုပေါင်းထည့်ပြီးတော့ကိုလိုအဆင်ပြေတဲ့နေရာလေးမှာထားပေးလိုက်ပြီးရင်တောင်းအမှန်ချက်လေးကိုနှိပ်ပေးလိုက်မယ်ဒါဆိုရင်တော့ကိုလိုအနေနဲ့တခုခုရှာဖွေချင်တိုင်း Control Center လေးကိုဆွဲချဒီကောင်လေးကိုနှိပ်ပြီးတော့ Circuit Search ကိုအသုံးပြုလို့ရမှာဖြစ်ပါတယ်နောက်တစ်နည်းကတော့ကိုလိုရဲ့ဖုန်းကမီဖုန်းဆိုလို့ရှိရင် Quick Voice လေးနဲ့တွဲပြီးအသုံးပြုလို့ရပါသေးတယ်ကိုဖုန်းရဲ့ setting တွေကိုတွားလိုက် setting တွေကိုရောက်ပြီဆိုလို့ရှိရင်အောက်ဆုံးမှာဒါမှမဟုတ်လို့ရှိရင်အောက်ဆုံးသားမှာပဲ additional settings ဆိုတဲ့ကောင်လေးရှိပါတယ်အဲကောင်လေးကိုနှိပ်လိုက်ပါပြီးတော့ရင်ဒီထက်မှာ Quick Voice ဆိုတဲ့ကောင်လေးရှိပါတယ်အဲကောင်လေးကိုဆက်နှိပ်လိုက်ပါဒါပြီးရင်တော့ပိတ်နေတဲ့ကောင်လေးကိုဖွင့်ပေးပြီးအဲအောက်က select shortcut ကိုနှိပ်လိုက်ပြီးတော့ရင်အပေါ်သုံးကောင်လေးကိုဆက်နှိပ်မယ်ဒီနေရာကိုရောက်ပြီဆိုလို့ရှိရင်အောက်ဆုံးသားကြီးဆွဲကြည့်ပြီး app တွေအထက်ကိုဝင်လိုက်ပါခင်ဗျာ app တွေပေါ်လာပြီဆိုလို့ရှိရင်တော့အစအတိုင်းပဲ MICDS တွေ app လေးကိုရှာရွေးပေးရမှာဖြစ်ပါတယ် okay ရွေးပြီးသွားပြီဆိုလို့ရှိရင်တော့တစ်ချက်ပြန်ထွက်လိုက်ပြီးတော့ရင်အဲအောက်က gesture ကိုနှိပ်ပြီးတော့ sub ကိုရွေးပေးထားလိုက်ပါခင်ဗျာဒါဆိုရင်တော့ quick ball မှာ shortcut ထားပြီးသွားပါပြီပေါ်နေတဲ့ quick ball နေရာလေးကနေအပေါ်တစ်ချက်ပေါ်ဆွဲလိုက်တာနဲ့ Circuit Search လေးကပေါ်လာမှာဖြစ်ပါတယ်ဒီကောင်လေးကိုနေရာရွှေ့ကျင်နေဆိုလို့ရှိရင်လည်း3စက္ကန့်လောက်ခွေထားပြီးတော့ကိုယ့်လိုအဆင်ပြေတဲ့နေရာမှာရွှေ့ထားလိုက်လို့ရပါတယ်ခင်ဗျာဒီ quick ball လေးက Xiaomi ဖုန်းတွေမှာပဲပါတာတော့မဟုတ်ဘူးအခေါ်အဝေါ်ချင်းမဲ့ကွာတာတော်တော်များများဖုန်းတွေမှာလည်းပါပါတယ်ကိုယ့်လိုက Action Note နဲ့တွဲမသုံးချင်ဘူးဆိုလို့ရှိရင်တော့ဒီလိုနည်းလမ်းလေးတွေနဲ့တွဲသုံးလို့ရမှာဖြစ်ပါတယ်ခင်ဗျာဒီတော့ဆိုလို့ရှိရင်ကိုယ့်လိုအနေနဲ့ဘယ်လိုထည့်တွဲသုံးပြရမလဲဆိုတာကိုနားလည်သွားလောက်ပြီးထင်ပါတယ်ဒီ Circuit Search လေးကဈေးကြီးပေးဝယ်ရတဲ့ flagship ဖုန်းတွေမှာပဲပါတဲ့ feature လေးတစ်ခုဖြစ်ပြီးဘာမှမဟုတ်တယ်လို့နဲ့တကယ်တမ်းသုံးကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးကိုအသုံးဝင်ပြီးဖုန်းတစ်လုံးမှာပါဝင်ထားတဲ့ feature လေးတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ကိုယ့်လိုအနေနဲ့မတည်သေးဘူးဆိုလို့ရှိရင်တော့အခုပဲစမ်းသုံးကြည့်ကြဖို့လည်းအကြံပေးချင်ပါတယ်ခင်ဗျာကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ပြောပြပေးခဲ့တဲ့ဒီလန်လေးကကိုယ့်လိုအတွက်လည်းအသုံးဝင်ပြီးတော့သဘောကျကြလိမ့်မယ်လို့ထင်မိပါတယ်အစစ်ပြေမပြေကိုလည်းဒီဗီဒီယိုရဲ့ comment အောက်မှာရေးသားပေးခဲ့လို့ရပါတယ်ခင်ဗျာနောက်လည်းကျွန်တော်ရဲ့ channel လေးမှာဒီလိုအသုံးဝင်မဲ့ဗီဒီယိုလေးတွေကိုပဲတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ channel လေးကို subscribe လုပ်ထားပြီးတော့စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်ခင်ဗျာ